ဆိုတော့အခုကျွန်တော်တဲတဲ့ဟိုတယ်ကိုရောက်ပြီပေါ့နော်ဆိုတော့ဟိုတယ်အဝင်အဝမှာတွေတော်တော်လေးကိုကျွန်တော်ခန်းနာတွေ့ရတယ်တော်လာတယ်ဗျဟယ်လိုဆိုတော့ည7:00နာရီမှာကျွန်တော် check in လုပ်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီက reservation ကပုံကလည်းတော်တော်လေးစိတ်သဘောထားပြိုးပါတယ်ဆိုတော့များသောအားဖြင့်ကျွန်တော်ရောက်ခါစားဒီ2နာရီတွင်းမှာ generally ကြည့်မယ်ဆိုရင်ဒီနိုင်ငံကသူတွေကစိတ်သဘောထားကောင်းတယ်ဆိုတာကိုပြန်ပြတွက်ပြီးတော့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်3ရက်တဲတာကိုကျွန်တော်သူတို့နိုင်ငံပတ်စံနဲ့18000ပဲပေးရတယ်ပေါ့နော်ဆိုတော့ဒါမြန်မာပြည်မှာတော့မရတဲ့ဈေးလို့ပြောလို့ရပါတယ် Okay. This is your. Okay. So, thank you so much. ကျွန်တော်တို့နိုင်ငံနဲ့မတူတာကသူကရေချိုးခန်းနေအိမ်သားတွေကအစတကယ်ကိုမျိုးတန်ရှင်းတက်ရဲလုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဆိုရင်ဒီလောက်ဈေးပြီးရင်တော့ဒီလို quality မျိုးမရနိုင်ဘူး